အားလုံးပဲမင်္ဂလာပါဒီနေ့လေးကတော့ quick game ဂိမ်းကစားမှာမဟုတ်ပဲခောက်ဆွဲလေးလှုပ်ရှားသွားမှာဖြစ်ပါတယ်ခောက်ဆွဲလေးထဲမှာထည့်မဲ့ဆာဖလာလေးရတော့ကြက်ဥပြုတ်လေးပါမယ် CP ကြက်ဥကြောင်လေးပါမယ်ထိုင်ဝမ်ပုံကြီးလေးရဲ့ရင်းကြီးလေးလည်းပါပါမယ်ခင်ဗျာโอเคခောက်ဆွဲထုတ်လေးထဲမှာဘာတွေပါလဲဆိုအားလေးကြည့်လိုက်အောင်သူ့မှာအနှစ်ထုတ်လေးပါမယ်ပြီးတော့အရွက်အချောက်ထုတ်လေးလည်းပါတယ်ဗျကျန်တာတော့မရှိတော့ပါဘူးပါတာကတော့အဲ့နှစ်ထုတ်လေးပဲပါပါတယ်ဗျာအရင်ဆုံး CP ချောင်းလေးတွေကိုကျွန်တော်ကတော့ကြော်ပြီးတော့ထည့်လိုက်ပါတယ်ကိုကပြုတ်ပြီးထည့်ခြင်းနဲ့ရတယ်ကိုအဆင်ပြေတယ်လို့လေးထည့်လို့ရပါတယ်ရင်နွေးလေးလဲဆူလာပြီဆိုရင်တော့အရင်ဆုံးအရွက်လေးတွေကိုနွေးလေးနဲ့ဖြောလိုက်ပါမယ်အရွက်လေးပြီးရင်တော့ခောက်ဆွဲကိုစပြီးတော့ပြုတ်လို့ရပါပြီခောက်ဆွဲလေးအနေတော့ရကန်ဒီမှာအရွက်6ထုတ်လေးကိုထည့်ပြီးပြုတ်လိုက်ပါမယ်ခောက်ဆွဲလေးအနေတော့ရပြီဆိုရေလေးစစ်ပြီးတော့ပကံလေးတွေကိုထည့်လိုက်ပါမယ်ပြီးရင်တော့သူ့မှာပါတဲ့အနှစ်ထုတ်လေးထည့်ပြီးတော့မှွေပြီးရင်အရသာရှိတဲ့ခောက်ဆွဲလေးကိုစားလို့ရပါပြီနော်ခောက်ဆွဲလေးကဘဲခောက်ဆွဲလို့ရောင်လေးဆိုပေမဲ့အရသာလေးကတော့ spicy ခောက်ဆွဲလို့အဆက်အရသာလေးပါပဲကျေးဇူးပင်လို့အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲတတ်တာ